မင်္ဂလာပါခင်ဗျာ Zero to Hero ပို့စရာနီကြိုဆိုလိုက်ပါရစေဒီနေ့ဖတ်ပြပေးသွားမယ်စာပိုက်တွေကမနာလိုစိတ်ဆိုတဲ့စာပိုက်တွေကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီတော့စားလိုက်အောင်မနာလိုစိတ်လူတိုင်းမှာရှိပြီးလူတိုင်းလိုဝင်မခံတတ်တဲ့ဝင်ခံမှုခရင်နဲ့စိတ်ဟာမနာလိုစိတ်ပဲဒီလိုဆိုလိုတာငါမှမနာလိုစိတ်မရှိပါဘူးလို့တွေးကျင်တာလေတွေးနိုင်နေမယ်တေချာတာကတော့လူသားတိုင်းမှာမနာလိုစိတ်ဆိုတာရှိနေပြီးသားပဲအဲ့ဒီစိတ်ကတိတ်ကိုနူးညံ့တိမ်မွေ့ပြီးဖြစ်ပေါ်မှုကအယမ်းမြန်လွန်းတော့တာမန်လူတစ်ယောက်အနေနဲ့ကသူ့ကိုတတိထားဖို့မလွယ်တော့ဘူးလေဒါကြောင့်လေကို့မှာမရှိဘူးလို့ထင်နေကြတာများတာပေါ့ဆိုကြပါစို့လူငယ်တစ်ယောက်မှအနေဆိုရင်ကို့သဘောကျတဲ့လူတစ်ယောက်ကကို့ကိုပြန်မချစ်တဲ့တခြားလူအပေါ်ဂယုနိုင်ပို့သွားမှာကိုစိုးရင်တာမျိုးစီးပွားရေးလုပ်နေတဲ့သူတွေအနေနဲ့လေကို့စီးပွားပြန်ဖက်ကလုပ်ငန်းအသစ်တစ်ခုချစ်တင်လိုက်တဲ့အခါချက်ချင်းဆိုသလိုလိုက်လေးဝန်တာမှုမျိုးထမလာတော့မျိုးဌာနတူဝန်ထမ်းတွေကြားမှာလေဒီတိုင်းပါပဲကို့လုပ်ဖို့ကင်ဖက်ကကို့ထက်ရာထူးတစ်ဆင့်မြင့်သွားတဲ့အခါမချိုပြုံးလေးနဲ့ဂုံပြူလိုက်ရတာမျိုးဒါမှမဟုတ်ဘတ်စကားပေါ်မှာကိုထိုင်ကျင်တဲ့နေရာလေးကိုတခြားလူကဥစွာထိုင်လိုက်တာခံရတာမျိုးဒီလိုမှမဟုတ်ရင်ကိုမမောထိုင်နေတဲ့ထိုင်ကိုနေရာလေးကိုတပားသူကအာနာပါဝါနဲ့အပိုင်စင်းမာကိုစိုးရင်နေတာမျိုးဆိုတော့ဒီလိုအခြေအနေလေးတွေကကျွန်တော်တို့ရဲ့စိတ်တွေကနေအလွန်ညင်သာနုံညွန့်လွန်းတဲ့မနာလိုစိတ်ကလေးကပေါက်ဖော်လာတတ်ပါတယ်ဒါကိုတရားအသိရှိတဲ့လူတွေကဖြည်းဖြည်းချင်းမှထိမ့်လိုက်နိုင်ပေမဲ့မနာလိုစိတ်ကိုမနာလိုစိတ်လို့တောင်မသိတဲ့သူတွေကမထိမ့်တတ်တော့ပါဘူးတကယ်ကမနာလိုစိတ်ဆိုတာတိတ်ကိုကြောက်စရာကောင်းပါတယ်သူကဖြစ်တည်သူကိုပူလောင်မှုတာပေးတယ်ပြီးရင်အဲ့ဒီအပူကကိုယ့်ထက်မှတဲ့အဆုံးမသက်ပန်ဝန်းကျင်အထိလောင်မြိုက်တတ်ပါတယ်အမှန်တော့ဒီမနာလိုစိတ်ဆိုတာက virus ပိုးလို့ကူးစက်ရောဂါတစ်မျိုးပဲတယောက်စဖြစ်လိုက်တာနဲ့သူ့ပန်ဝန်းကျင်တစ်ခုလုံးကိုဒုက္ခရောက်တော့တာပဲအထူးသဖြင့်ဖြစ်တဲ့သူကအကောင်ကြီးရင်ကြီးသလားပန်ဝန်းကျင်ကိုဒုက္ခပိုးပေးပါတယ်ဒီစိတ်နဲ့ပတ်သက်ပြီးတော့မက်ဖျားကနှမျိုးခွဲခြားထားပါတယ်တစ်မျိုးကကိတာနဲ့နောက်တစ်မျိုးကမစီရီယာတဲ့ကိတာဆိုတာကသူများရသွားပြီးကိုမရလိုက်တဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်ဥပမာစီးစိမ်ဥစ္စာတွေယာထုဂုံတိတ်ခါတွေဉာဏ်ရည်ထက်မြက်မှုတွေအောင်မြင်ကြော်ကြားမှုတွေပေါ့မစီရီယာဆိုတာကကိုရထားတာကိုသူများတွေမရသွားစေတာမျိုးပေါ့ဥပမာចောင်းသားတွေအနေနဲ့ကိုရထားတဲ့အဆင့်တစ်နေရာကိုသူများတွေစီမရောက်စေချင်တာမျိုးပေါ့ဆိုတော့ဒီလိုအနေထားမျိုးတွေကကျွန်တော်တို့အတွက်အသေးမွားလေးတွေကအစားအမြင့်ဖြစ်တတ်ပါတယ်ဒါပဲအသည့်လူတစ်ယောက်ကအဲ့ဒီလိုစိတ်လေးတွေမျိုးတော့ဖြစ်တတ်သလားဆိုလို့မိကြည့်အများစုကညင်းပါလိမ့်မယ်ပြောပြီးပါရောအဲ့စိတ်ကဝင်ခံနိုင်ဖို့ခင်းနေလေအရေးကြီးတာကအဲ့ဒီစိတ်ဟာလူတစ်ယောက်ကိုပျက်စီးစေရဲဆိုတာသိထားဖို့ပဲနောက်ပြီးတရားအစစ်မမြင့်တဲ့တမှာပေးဖြတ်ဖို့မလွယ်ဘူးလေဒီလိုသိထားရင်တော့စိတ်ဖြစ်ပြီးထိန်းထားလို့ရတာပေါ့နောက်ပြီးဘဝမှာအောင်မြင်ခြင်းတဲ့သူတွေအနေနဲ့မနာလိုစိတ်ကိုမဖြစ်မနေထိန်းချုပ်ထားနိုင်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့သူကလူကိုပူလောင်စေတဲ့အပြင်မိမိရဲ့တစ်လွန်လန်းဆန်းတဲ့အကြံဉာဏ်တွေစွမ်းဆောင်ရည်တွေကိုလည်းကြာဆင်းစေပြီးဘာလို့ဘာကြံအပြက်ဘွက်ကိုဥတည်စေလို့ပါပဲဒီတော့အောင်မြင်ခြင်းပဲဖြစ်ဖြစ်ချမ်းသာခြင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘဝကိုအေးအေးချမ်းချမ်းနဲ့တတရရဖြတ်တန်းခြင်းပဲဖြစ်ဖြစ်ပေါ့မိမိရဲ့မနာလိုစိတ်ကိုအတိတ်တရားနဲ့ထိန်းချုပ်ထားဖို့လိုပါတယ်သူကတင်းရဲ့အနာဂတ်ကိုဘလို့နည်းနဲ့မှကောင်းကျိုးမပေးပါဘူးလေးလာကြည့်ပါလောကမှာမနာလိုစိတ်ကြောင့်အေးချမ်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်သွားသူတွေမရှိပါဘူးဒါကြောင့်မနာလိုစိတ်ကတိတ်ကိုကြောက်စရာကောင်းတာပေါ့သူကလူတစ်ယောက်ကိုဖျက်ချပြစ်နိုင်တယ်လို့တလောကလုံးကိုလည်းရုပ်ဆိုးအကြည့်တီအောင်ဖန်တီးပြစ်နိုင်တယ်လေဒီစာပိုက်တွေကိုနားထောင်ပြီးပြီဆိုတော့မနာလိုစိတ်တွေကင်းဝန်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်